ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့ညနေမှာတော့မြမလက်ရွေးစဉ်ယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းဟာအာရှဖလားခြေစစ်ပွဲအဆုံးဖြတ်ပွဲစဉ်ဖြစ်အင်ဒိုနီးရှားယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းနဲ့ကိုမြေကိုရီကိုကွင်းကိုပရိသတ်ရှင်းမောက်မှာရှင်မြန်ကစားခဲ့ရပါတယ်ခင်ဗျာဟုတ်ကဲ့မြမလက်ရွေးစဉ်ယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းဟာအခုတော့အင်ဒိုနီးရှားယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းကိုအနိုင်ကစားပြီးအာရှဖလားပြိုင်ပွဲကြီးကိုပါဝင်ရှင်ပြိုင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျအင်ဒိုနီးရှားယူဆက်ခွန်မျိုးဘောလုံးအသင်းဟာဒီနေ့ပွဲစဉ်မှာအဓိကကစားသမားတချို့ဒဏ်ရာပြဿနာကြောင့်ပါဝင်နိုင်တဲ့အတွက်အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်အသင်းကခံချက်မညီဘူးဒီတော့မြမလက်ရွေးစဉ်အသင်းဘက်ကိုသူတို့ထိထိရောက်ဖိအားပေးနိုင်ဆိုတာမရှိခဲ့ဘူးခင်ဗျအဓိကအပြင်အင်ဒိုနီးရှားအသင်းကခံစစ်ကိုပိတ်ပြီးကစားတယ်ပြီးတော့တံပြန်တိုက်စစ်တွေကိုအသုံးပြုပြီးတော့မြန်မာကိုအနိုင်ကစားဖို့ကြိုးစားခဲ့တယ်ဒီပွဲစဉ်ရဲ့အခင်းချင်းကိုပြောရမယ်ဆိုရင်ရှေ့ကပွဲစဉ်နှစ်ပွဲမှာမြန်မာကမကာအိုကို9ဂိုးရှိနဲ့နိုင်ထားတယ်အင်ဒိုနီးရှားကမကာအိုကို2ဂိုးရှိနဲ့နိုင်ထားတယ်မြန်မာကအုပ်စုဘိုနီယာကိုဂိုးကွာခြားချက်နဲ့ရရှိနေတယ်ဒီတော့အင်ဒိုကအနိုင်ရမှာပဲရှေ့စစ်ပွဲအောင်မယ်မြန်မာယူဆက်ကုန်မျိုးသမီးဘောလုံးအသင်းကတော့တရေကြတာနဲ့ရှေ့စစ်ပွဲအောင်မှာဖြစ်လို့မြန်မာကပွဲကိုထိန်းပြီးတော့ပဲသတိကြီးနဲ့ကစားတယ်အင်ဒိုကတော့အနိုင်ရလို့စိတ်နဲ့နည်းနည်းလေးတိုက်စစ်ဖွင့်ကစားတာကိုမြင်ခဲ့ရတယ်ခင်ဗျပထမပိုင်းပွဲစဉ်ပြီးဆုံးကနီးမှာပွဲလေပြောင်းဖြစ်ခဲ့တယ်ဘလို့ဖြစ်သွားတာလဲဆိုတော့မြန်မာအသင်းကနေဘောလုံးဆွဲပြေးလာတယ်ကျောင်းနံပါတ်16ကနေရှင်းသန့်ဖြူစင်ပြုံးရဲ့ပြေးလန်းတဲ့ကိုဘောလုံးထည့်ပေးလိုက်တယ်ဒီချိန်မှာရှင်းသန့်ဖြူစင်ပြုံးကဘောလုံးကိုဆွဲပြေးပြီးတော့အင်ဒိုနီးရှားအသင်းရဲ့ဂိုးရီယာတဲ့ကိုဝင်လိုက်တယ်ဝင်လိုက်ပြီးတော့အင်ဒိုနီးရှားခံစစ်မှုနှစ်ယောက်ကညှက်ပြီးတော့သူ့ကိုဖျက်ဖို့လုပ်တဲ့ကြားကနေဘောလုံးကိုသူကအမြင့်ဘောကန်ပြီးတော့ဂိုးအရသွင်းလိုက်တယ်အင်ဒိုနီးရှားဂိုးသမားလည်းဂိုးပေါက်ရဲ့ရှေ့ကိုနည်းလေးထွက်နေတော့ရှင်းတဲ့ဖြူစင်တုံးကအပေါ်တောင်းစီကိုကန်လိုက်တော့သူဘလို့မှလက်လန်းမမီတော့ဘူးတန်းဝင်သွားရတယ်အဲ့တလုံးကြီးသောဂိုးနဲ့မြမလက်ရွေးစဉ်ယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းဟာအင်ဒိုနီးရှားယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျဒုတိယအိမ်မှာအင်ဒိုအသင်းကရှေ့ပါဂိုးနဲ့အနိုင်ဂိုးရရှိဖို့တိုက်စစ်ကိုနည်းနည်းမြင့်ပြီးကစားခဲ့ရင်မြန်မာအသင်းကထိန်းချုပ်ပုံကောင်းတယ်ပြီးတော့တံပြန်တိုက်စစ်တွဲလုံးတွေကောင်းတယ်အင်ဒိုကလည်းအစင်းစင်ဖြတ်တော့ပုံတွေတော်တော်ကောင်းတယ်ခင်ဗျဒါကြောင့်မြန်မာနောက်ထပ်တစ်ခုထပ်ပြီးတော့မရတာဖြစ်သွားတာခင်ဗျဟုတ်ဘာဖြစ်ကိုမြေကိုရီကိုကွင်းကိုပရိသတ်ရှင်းမောက်မှာမြန်မာယူဆက်ကွန်အမျိုးသမီးဘောလုံးအသင်းရဲ့ဘောလုံးသမားလေးတွေကတော့တာဝန်ကျေခဲ့ပါပြီသူတို့ဟာနှစ်ပွဲကစားနှစ်ပွဲနိုင်ရလဒ်ကိုအရယူပြီးရှေ့စစ်ပွဲအောင်မြင်ခွင့်ကိုအရယူသွားခဲ့ပြီဖြစ်ပါတယ်မြန်မာယူဆက်ကွန်အမျိုးသမီးဘောလုံးအသင်းဟာအာရှဖလားပြိုင်ပွဲကြီးကိုပါဝင်ကစားခွင့်ရရှိသွားပြီဖြစ်တဲ့ကြောင်းပြည်သက်တွေကိုသတင်းကောင်းပါတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ